ဆိုရင်ဘဝမှာရရာစာတွေပြေဒုက္ခတွေတိုင်းမှာစုံမနေတာချစ်လေဝေဒနာပြတ်တရားတွေဝင်ဝင်မဲ့ဟေးနေခွာခြင်းနေမှာအတိစံသာရှိစေဘာရဲ့ကြောင့်မှမဝေးလို့ဘယ်တော့မှမလွတ်လို့ဘယ်သူဖြစ်ပေါ်ချစ်တွေမပြေစီဖို့ကျင်နာစာရီတွေ့ရင်အချစ်နဲ့ပြင်ဆင်နေခွေချီနေတွေတိုင်းဝဲမရဘူးဒုနာလေ